ဖိုးချစ်ကမနာလိုလို့အောင်စပူ6တွန်းတယ်လို့အဲ့အောင်သူဘက်ကပြေးတက်ကလည်းမောင်ဖိုးချစ်ကမနာလိုလို့6တွန်းတယ်လို့ပြောတယ်မောင်ဖိုးချစ်ဟိုဘက်ကလူတွေကလည်းမောင်ဖိုးချစ်က6တွန်းဒီဘက်ကလူတွေလည်းမောင်ဖိုးချစ်ကသူတို့ကစော်ကားတယ်အဲ့လိုဖြစ်နေမှတော့တကယ်အတိအကျတရားခံကစက်သမင်းတွေရက်ဆိုင်သွားတာသူဒီအောင်သူဆိုတာဟိုစစ်ဇက်ကုံပေါ်မှာဖိုင်းမို့လို့ဇက်ကုံပေါ်မှာလာကကြတာအများကြီးမင်းသားတွေသူအကုန်ထုတ်ပေးတာထုတ်ပြီးတော့ channel ကြီးနဲ့ကြည့်ပြီးရိုက်ပြီးတော့အဲ့လိုလုပ်ပြီးတုံးလုံးကိုမြေတော်မြောက်ပေးတော့ရပုတ်တီတွေကိုပေါ်ထုတ်ပေးတာအဲ့လိုထုတ်ပေးပြီးခုသူကသူအားလေးကိုယုံကြည်တဲ့လူကသတ်ထောင်ကြတာပေါ့ဒီဘက်ကိုရှစ်ပြီးတော့ဟိုရှစ်တဲ့လူကဟိုဘက်ကိုမနာလို့ဖြစ်ဟိုဘက်ရှစ်တဲ့လူကဒီဘက်ကိုမနာလို့ဖြစ်ပြေးတက်ချင်းပြောနေတဲ့စကားတွေကအဲ့မော်တက်လာပြီအမှန်တရားကဘာမှမဟုတ်ဒါတွေကသပင်တဲ့ရင်ကဘာမှမဖြစ်ဘူးနိုင်ငံမှာဘိုးသပင်စီးရုံးဆိုတာရှိတယ်အဲ့ဒီစီးရုံးကြီးထဲမှာဥက္ကဋ္ဌကမောင်ဖိုးချစ်ဖြစ်တယ်မောင်ဖိုးချစ်ကိုရွေးချယ်တာသူရွေးချယ်အားလုံးဒီသပင်တဲ့လူတွေကနေပြီးရွေးချယ်လိုက်တာရွေးချယ်ပြီးတော့သပင်တဲ့တွေကရွေးချယ်လို့သူကဥက္ကဋ္ဌဖြစ်ဆောင်ခဲ့အဲ့မှသူကသူစွမ်းစွမ်းတမသူကဆောင်ရတယ်သူတက်နိုင်တယ်ဘယ်လောက်ပေါ့လေလုံးတဲ့နေရာမှာခုသူကသူလောက်ထားရလေတော်တော်အကောက်ထဲပေါ်ကနေပါပြီ9ဧကသပင်ရောဆောက်တာတော့အခုသပင်စီရုံးရုံးဆောက်တဲ့နေရာအခုတေကအခြေမှာလေဆိုင်ယူပြီးပါဆောက်သူကလုံးနိုင်တယ်လေ